မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပေးထားတဲ့ဂရိမတီးရင်လက်သီးနဲ့ထိုးပါဆိုတဲ့ခင်ရဲ့ရန်ကုန်မဲဆွယ်ပွဲကိုတက်ရန်အတွက်လူအများပြားကိုနေစားကပေးမယ်လို့ခေါ်ယူခဲ့ပေမဲ့လည်းငွေမရတဲ့အတွက်မကြေမနက်ဖြစ်နေကြပါတယ်။မော်ချီဒေတာကခဲလုတ်ွက်အတွင်းကိုစစ်တပ်ကလေကြောင်းနဲ့ပုံကျဲချမှုပြည်သူ9ဦးဟာတိတ်ဆုံးခဲ့ရပြီးအများအပြားဒဏ်ရာရှိတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်သုဝဏအားကစားပြိုင်ပွဲရုံတက်မှာကျန်းဖို့ပါတီကခင်ရီကမဲဆွယ်ပွဲကိုပြုလုပ်ခဲ့ရမှာနေစားကပေးမယ်လို့ဆိုပြီးမြို့အစွန်တွေမှာနေထိုင်ကြတယ်။ဝင်ငွေနဲ့ပြည်သူအချို့ကိုခေါ်ယူခဲ့ပေမဲ့လည်းနှစ်ရက်ကြာတဲ့အထိနေစားကပေးခြင်းမရှိဘူးလို့အဲ့ဒီပွဲကိုလိုက်ပါခဲ့ပြီးနေစားကမရရှိခဲ့သူအချို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့မွန်းလွဲတနိုင်ကနေညနေ4နာရီအချိန်ထိကျန်းဖို့ပါတီကရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်သုဝဏအားကစားပြိုင်ပွဲရုံတက်မှာလူရေ1000ခန့်ပါဝင်တယ်မဲဆွယ်စီယုံပွဲကိုပြုလုပ်ခဲ့တာဖြစ်ပြီးအဲ့ဒီပွဲကိုကျန်းဖို့ပါတီကနေစားကနဲ့ပြည်သူအချို့ကိုခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီပွဲပြီးလို့နိုဝင်ဘာလ21ရက်နေ့အထိနေစားကအပြည့်အဝမရပဲတချို့မှာတဝက်သာရပြီတချို့မှာတော့နေစားကလုံးဝမရကြဘူးလို့လည်းသိရပါတယ်စတင်ခေါ်ယူခြင်းကထမင်းမှုပေးမယ်နေစားက2000ပေးမယ်ဆိုပြီးခေါ်လာပြီးမဲ့လေကားပေါ်တက်ချိန်မှာတော့ငွေ9000သာပေးပြီးကျန်15000ကိုထပ်ပေးမယ်လို့ပြောပြီးလုံးဝမရသေးဘူးလို့လည်းဆိုပါတယ်တချို့တွေပြောတာကတော့ဘဟိုကပေးပေမဲ့လည်းမြို့နယ်ကဖျက်စားတာဖြစ်တဲ့အတွက်ကြောင့်တိုင်းကော်မတီကိုတိုင်ထားတယ်လို့လည်းရွှေပြည်သာမြို့နယ်ကနေစားကားနဲ့လိုက်ပါခဲ့တဲ့ပယံသမားကပြပါဗျ။ဒါအပြင်ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ကျန်းဖို့ပါတီရဲ့မဲဆွယ်ပွဲကိုသက်ဆိုင်ရာမြို့နယ်ပါတီတွေကလူများကိုစုဆောင်းငှားရမ်းကားတွေနဲ့အကြိုပို့စီစဉ်ပေးခဲ့ကြတယ်လို့လည်းသိရပါတယ်။မဲဆွယ်ပွဲမှာကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကမဲဆွယ်ပွဲမှာပေးထားတဲ့ဂရိတွေမလုပ်ပေးနိုင်ခဲ့ရင်လက်သီးနဲ့ထိုးပါဆိုပြီးဂရိပေးပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ရန်ကုန်မဲဆွယ်ပွဲမှာကြက်ဖို့ခင်ရီကနိုင်ငံဝန်ထမ်းငယ်တွေအခမဲ့ခီးသွားလာခွင့်ရရှိအာမခံချက်ကုန်စည်နှုန်းကျဆင်းရေးဆောင်ရွက်ပေးမယ်ဆိုတဲ့ဂရိကဝတ်လက်သမားတွေရဲ့ကျွေးမီတန်တရားကနေကွင်းဝေးစေဖို့အတွက်ဆောင်ရွက်ပေးမယ်အစီအစဉ်ပြည်ပမှာရောက်ရှိနေတဲ့နိုင်ငံသားတွေရဲ့ရပိုင်ခွင့်အခွင့်အလမ်းတွေနိုင်ငံသားတွေရဲ့အလုပ်အကင်အခွင့်အလမ်းတွေကိုဆောင်ရွက်ပေးမယ်လို့ပြောဆိုမဲဆွယ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ KNB ရဲ့သတင်းတစ်ပုဒ်ကိုကြည့်အောင်ပါ။ KNB ဖားဆောင်မြို့နယ်မော်ချီဒေတာကခဲလုတ်ခွက်ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရမှာပြည်သူ9ဦးဟာတိတ်ဆုံးခဲ့ရပြီးအများအပြားလဲဒဏ်ရာရှိခဲ့လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။နိုဝင်ဘာလ21ရက်နေ့မနေ့9နာရီခွဲလောက်ကဖားဆောင်မြို့နယ်မော်ချီဒေတာကခဲလုတ်ခွက်နေရာ3ခုကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာခဲလုတ်သားပြည်သူအမျိုးသား9ဦးဟာတိတ်ဆုံးခဲ့ရပြီးအမျိုးသမီးလည်းအပါအဝင်အများအပြားဟာလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတာမန်အရက်သားပြည်သူတွေခဲလုတ်သားတွေသာရှိတဲ့နေရာဖြစ်ပြီးပြီးခဲ့တဲ့ဩဂတ်လအတွင်းကလည်းအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှု3ချိန်ခန့်ပြုလုပ်ခဲ့ရမှာပြည်သူအများအပြားဟာထိခိုက်သေဆုံးမှုရှိခဲ့လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ကဖားဆောင်မြို့နယ်မော်ချီဒေသကိုမကြာခဏဆိုသလိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ရမှာပြည်သူတွေမကြာခဏသေဆုံးမှုတွေဖြစ်ပေါ်နေရလို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ18ရက်နေ့ကလည်း KNB ဖားဆောင်မြို့နယ်မော်ချီဒေသကအရက်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုစစ်လေရင်တွေနဲ့လေကြောင်းတိုက်ခိုက်မှုနဲ့မစင်မကျင်ပစ်ခတ်မှုတွေကြောင့်အရက်သားပြည်သူ32ဦးဟာသေဆုံးခဲ့ရပြီး9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။စကိုင်းသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဟာပြည်သူ20ကျော်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးထားပြီးပျောက်ဆုံးနေသူတွေလည်းရှိကစစ်ရှောင်တွေကိုလည်းလက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့်ပြည်သူ3ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်။နိုဝင်ဘာလ15ရက်နေ့ကနေစတင်ပြီးတပ်မ33ကစစ်သားတွေနဲ့ဝါတဝပြူစောထီတွေပူးပေါင်းထားတဲ့အင်အား300ဝန်းကျင်ပါစစ်ကြောင်းဟာရေဦးမြို့နယ်ကန့်ဘလူမြို့နယ်နဲ့
ခင်ဦးမြို့နယ်အဆက်ကအိုင်ပေါင်းချောင်ရွာကိုစတင်စစ်ကြောင်းထိုးဝင်ရောက်တပ်ဆွဲခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းဟာနိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းမှာတော့အိုင်ပေါင်းချောင်ကျေးရွာကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ရာမှာရေဦးနဲ့ခင်ဦးမြို့နယ်အဆက်ကကြောက်တိုင်ကျေးရွာကိုဝင်ရောက်စီးနင်းခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုဝင်ရောက်စီးနင်းပြီးတဲ့နောက်မှာကြောက်တိုင်ကျေးရွာအတွင်းကပြည်သူပိုင်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရပါတယ်။နိုဝင်ဘာလ19ရက်နေ့မှာလည်းထွက်ပြေးတေးရှောင်နေတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုရေဦးမြို့မှာအထိုင်ချထားတဲ့စစ်တပ်ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာကြောင့်ရေဦးမြို့နယ်မူးမြစ်အရှိဘက်အင်းဘတ်ရေရွာအတွင်းဘုံနှလုံးဟာကြောက်ရောက်ပေါက်ကွဲသွားခဲ့ပြီးကျေးရွာမှာနေထိုင်တဲ့ပြည်သူအမျိုးသား3ဦးဟာခေါင်းခြေထောက်နဲ့လက်တို့မှာဘုံထိမှန်ပြီးစေကူတမှုခံယူနေရလို့လည်းသိရပါတယ်။မနေ့ကနိုဝင်ဘာလ21ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမုံလာကျေးရွာကိုရောက်ရှိလာပြီးဘေးပတ်ဝန်းကျင်တွေကကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာကျေးရွာအတွင်းကိုဝင်ရောက်စီးနင်းပြီးနေအိမ်တွေကိုမှွေနှောက်ဖျက်ဆီးနေရလို့လည်းသိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာလည်းအရက်သားပြည်သူ20ဦးကျော်ကိုလူသားတိုင်းဖြင့်ဖမ်းဆီးထားကြသလိုပျောက်ဆုံးသူ10ဦးကျော်လည်းရှိနေရလို့လည်းသိရှိရပါတယ်။လက်ရှိချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ရေဦးမြို့နယ်ခင်ဦးမြို့နယ်ကဲမလူမြို့နယ်အဆက်ကကြောက်တိုင်ရွာကျေးစုရွာဝတ်တိုးရွာအန်ပေါင်းချောင်ရွာရင်းတိုက်ရွာငယုံကြီးရွာရှားတော်ရွာမုံလာရွာတာဝတိရွာမြင်းကြရွာတရကုန်းရွာကျွန်းတော်ကြီးရွာကျွန်းတော်လေးဥယျင်ရွာမကြီးအုပ်ရွာရွာတော်ရွာမြင်းတောင်းရွာတရက်ပင်စုရွာအင်တိုင်းလေးတောင်မြောက်ရွာတတပင်တောင်ကားစိတ်ရွာတို့ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရလို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့စကိုင်းတိုင်းချောင်းမြို့နယ်မန္တလေးမုံရွာလမ်းပိုင်းမှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးဟာတေသွားခဲ့တယ်လို့9000ကျဲအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပါရတယ်။နိုဝင်ဘာလ20ရက်နေ့မနက်7:00နာရီခွဲလောက်ကမန္တလေးမုံရွာလမ်းပိုင်းကရေပိုးစားဖုန်ကြီးကျောင်းတွင်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား9ဦးဟာတေသွားတာဖြစ်ပြီးတော်လိုင်းရဲဘော်တွေဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။ဒီတိုက်ခိုက်မှုကို9000ကျဲ LPDF အဖွဲ့နဲ့ຫນွေဦးလူငယ် LPDF အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ကရင်ပြည်နယ်မြရီမြို့နယ်စုကလိရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေထိခိုက်မှုရှိတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။နိုဝင်ဘာလ20ရက်နေ့မွန်လွယ်2:55မိနစ်အချိန်ကနေစတင်ပြီးစုကလိရွာကိုအကြမ်းဖက်စစ်တပ်က Jet Fighter Y12 လေရင်တို့နဲ့ဘုံ20ကျော်ကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဂျပက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူတွေထိခိုက်မှုရှိပြီးစာတင်ကျောင်းဆောင်နဲ့အဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ရလို့လည်းသိရပါတယ်။အလားတူမကွေးတိုင်းပေါက်မြို့နယ်အတွင်းကျေးရွာတွေကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်ဂျိုင်ရိုကော်ပတာတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပါရယ်။နိုဝင်ဘာလ21ရက်နေ့မနေ့အစောပိုင်းကနေစတင်ပြီးတဒဦးလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့ Y12 လေရင်တစ်စီးဟာပေါက်မြို့နယ်အရှေ့မြောက်ချမ်းနဲ့အနောက်မြောက်ချမ်းကကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှု10ကြိမ်ထက်မနည်းပြုလုပ်ခဲ့လို့လည်းသိရှိရပါတယ်။ပေါက်မြို့နယ်အတွင်းမြေပြင်ကနေလည်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်း၄ကြောင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ42ရွာကပြည်သူ3500ခန့်ဟာနီးစပ်ရာတောတောင်တွေအတွင်းမှာထွက်ပြေးတိမ်းရှောင်နေရလို့လည်းသိရပါတယ်ရှင်။မကွေးရတဲ့တပုတ်ကိုတက်ဆက်ပေးကြပါမယ်။မကွေးတိုင်းပေါက်မြို့နယ်ကဝန်ကျုံးနဲ့တစ်ချိုကုန်းပြူစောတိရွာ200ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ပြီးစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုလိုက်လံတိုက်ခိုက်ရမှာစစ်သား3ကိုအရှင်ဖမ်းမိပြီးရုပ်လောင်းတွေပါတင်ဆက်ရရှိခဲ့လို့မြိုင်ပကဖကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ1ရက်နေ့ကပေါက်မြို့နယ်တောင်ပိုင်းရောချောင်းဘေးကပြူစောတိရွာကြီး4ရွာနဲ့ဝန်ကျုံးရွာနဲ့တစ်ချိုကုန်းရွာ2ရွာကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးလက်နက်ခရမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ပင်တောင်ပြူရွာကိုလည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးမြဲလေစစ်ကူအင်အားများစွာရောက်ရှိလာတာကြောင့်တော်လဲရဲဘော်တွေပြန်လည်ဆုတ်ခွာခဲ့ရလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့မွန်းလွယ်2နာရီခွဲလောက်ကပေါက်မြို့နယ်ရွှေဘုံသာပြူရွာကနေထွက်လာတဲ့အင်အား200ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကထပေါက်ကုန်းရွာ၊ခြိုင်ဆောက်ရွာ၊ဖလီကိုင်းရွာ၊ကြ
ကြောက်တိုင်ခင်ရွာနဲ့ညောင်စင်တောတိုက်တို့မှာလိုက်လံတိုက်ခတ်ခဲ့ရမှာစစ်သားတွေဘက်ကအထိနာပြီးတိစုံသွားတဲ့စစ်သားအလောင်းတွေကိုဖြစ်တယ်လို့မြုပ်နှံထားခဲ့လို့လည်းသိရပါတယ်။အဲဒီတိုက်ခတ်မှုကိုမြိုင်ပကဖပေါက်ပကဖ MG1 တပ်ဖွဲ့နဲ့မဟာမိတ်တွေပူးပေါင်းတိုက်ခတ်ခဲ့တာဖြစ်ပြီးစစ်သား3ဦးကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့လို့လည်းသိရပါတယ်။အဲဒီလိုတိုက်ခတ်ခဲ့ရမှုကြောင့်အထိနာတဲ့အကြမ်းဖက်စစ်တပ်ကမြိုင်မြို့နယ်နဲ့ပေါက်မြို့နယ်အတွင်းကပါရာမော်တာဂျိုင်ရိုကော်ပတာဂျက်ဖိုက်တာတို့နဲ့နေ့စဉ်မပြတ်ဘုံတွေကျဲချတိုက်ခတ်ခဲ့ပြီးစစ်ကြောင်းထိုးနေရကြောင်းကျေးရွာ28ရွာကပြည်သူ18000နီးပါးဟာတောတောင်တွေအတွင်းကိုထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ထိုင်းနိုင်ငံတန်ဆက်ယုံတရုံမှာအလုတ်လောက်ကင်နေတဲ့မြန်မာလူသားကိုကျော်စင်ဝင်းဟာဝန်တင်ပစ္စည်းတွေကတိတ်မှောက်ပြီးကွယ်လွန်သွားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့ညနေ4နာရီအချိန်ခန့်ကထိုင်းနိုင်ငံဖေဖော်ဝါရီခရိုင်ကတန်ဆက်ယုံတရုံမှာအလုတ်လောက်ကင်နေတဲ့အသက်23နှစ်အရွယ်ရှိတဲ့ကိုကျော်စင်ဝင်းဟာအလုတ်ချိန်တွင်ဖောပလစ်ကားမောင်းစင်မှာမတော်တဆဖြစ်ကတိမ်မောက်ကဆုံးပါခဲ့တာလည်းဖြစ်ပါတယ်။ဆုံးပါမှုတွေထိုက်တဲ့ရပိုင်ခွင့်ရရှိရေးကူညီပေးသွားမယ်လို့လည်း MHAC မဟာမိတ်အဖွဲ့ကအမှုနဲ့ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရတယ်။တေဆုံးသူကိုကျော်စင်ဝင်းရဲ့နာရေးကိုတော့နိုဝင်ဘာလ20ရက်နေ့ကပြုလုပ်ခဲ့လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မများပါ။